မင်္ဂလာပါခင်ဗျာ Golden Science မြန်မာကနေပြန်လည်ကြိုဆိုပါရစေအခုဆိုရင်ကျွန်တော်တို့16ရက်နေ့အောင်ပွဲတဲ့အစင်စင်တွက်ချက်လာခဲ့တာ9ခွက်မြောက်တွက်ချက်ကနန်းကိုရောက်ရှိလို့လာခဲ့ပါပြီဒီနေ့မှာတော့အရင်နေ့တွေနဲ့မတူပဲပုံမနှက်နဲနဲ့တွက်ချက်မှုတစ်ခုကိုထုတ်ဖို့ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့အတွက်ပင်စမမြောက်တွက်ချက်ကနန်းကတော့4-1-9ပဲဖြစ်ပါတယ်ဒီကဏ္ဍကိုကျွန်တော်တို့ရဲ့ vibration theory ကဏ္ဍတုံခါမှု theory အရရွေးချယ်ထားတာဖြစ်ပါတယ် core vibration 4-1-9ဆိုတဲ့ကဏ္ဍတွေရဲ့ပေါင်းစပ်မှုဟာလက်ရှိ February လရဲ့ကဏ္ဍစီးဆင်းမှုနှုန်း flow rate နဲ့အကိုက်အညီဆုံးတုံခါမှုနှုန်းမှာရှိနေပါတယ် historical pattern ပြီးခဲ့တဲ့အောင်ပွဲရလဒ်တွေကို digital mapping နည်းစနစ်နဲ့ပြန်လည်တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာလဲ4-1-9ဟာအားအကောင်းဆုံးတစ်မှတ်အဖြစ်ထွက်ပေါ်နေတာကိုတွေ့ရပါတယ်ခင်ဗျာ sequential link ရှေ့ကတင်ဆက်ခဲ့တဲ့ကဏ္ဍတွေနဲ့ဒီ4-9ရဲ့ဆက်နွယ်မှုဟာတင်ချာနည်းကျအလွန်မြင့်မားနေပါတယ်ကျွန်တော်တို့တင်ဆက်ပေးနေတဲ့ခုနှစ်ကွက်လုံးဟာအောင်ပွဲအတွက်တစ်ခုနဲ့တစ်ခုအထောက်အကူပြုနေတာကြောင့်မိတ်ဆွေတို့ရဲ့ကိုယ်ပိုင်တွက်ထိန်းတွေမှာဒီ4-9ကိုပါယုံကြည်မှုရှိရှိနဲ့ထည့်သွင်းစဉ်းစားပေးဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာဒါကတော့9ကွက်မြောက်တွက်ချက်ဖြစ်ပါတယ်မနေ့ပြန်ပါတော့6ကွက်မြောက်ကဏ္ဍကိုထပ်မံတင်ဆက်ပေးမှာမို့ကျွန်တော်တို့ရဲ့ Golden Science မြန်မာကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်အားလုံးပဲကန်ထူးကြပါစေခင်ဗျာ